မေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုပုသိတာပဇာလောကေတတ္တဝါအလီလေးခေါ်မိပေါ်လက်လောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်းငွေလမင်းကြီးသည်သမ္မာတတ္တဝါတွေဤမြစေဖို့အတရေရှုံးကကောင်းမွန်စွာဒုက္ခံကရောသူလင်းဝန္တာငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတုယလေကင်ဝေပေလမခအေယဘောရှုံးမြအတရေထွန်းပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာဖွေးလျာအေတဆောင်သည့်အယောင်အဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာဖွေးလျာအေတဆောင်သည့်အယောင်အဝါတို့သည်ဘုသိတဘုံဘုံလွှမ်းထောင်မွမ်းမလာထိတွေ့အကောင်သောမဇာကဗခေဘွေအပြည့်ပြည့်၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခံတုကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်းအလုံးသောတရားချက်ခင်သူတော်စင်မြတ်30ဘုံအရာ10မျက်နှာအနန္တဆေကြဝဠာ၌ရှိကြကုန်သောအနန္တသတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြစေဖို့ဆင်းရဲခတ်သိမ်းကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလုံးမေတ္တာဓာတ်တွေပို့လို့ကြရအောင်မေတ္တာပု္ပ္ပာပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီအလုံးညီအောင်ဆိုလိုက်ကြပြီးတဲ့အခါအလုံး3ခေါက်စီတညီတညွတ်တဲ့မေတ္တာပို့ကြရမယ်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအပုကင်းပါစေ
မေတ္တာရေစံကိုယ်စီဖြံအေးချမ်းကြပါစေခန္တီဣယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာမေစုသကလောကေသူဖုံလောဟောတုသဗ္ဗရာမေတ္တာပုပ္ပသုခန္ဒေနသုခန္တုဝါတိတာပဇာလောကေတတ္တဝါအလီလေးခေါ်မိပေါ်လံလောကတကဘာတွင်၌မေတ္တာမေစုသကောမေတ္တာဒီဟုသောမင်းစုသကနပံပင်ကြည်သည်သဗ္ဗရာနိနိညညခသိန်သောကာလတိုင်းမှာသုဖုံလောခံရခိုင်ကြင်လင်စွာပွင့်သည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းမေတ္တာပုပ္ပသုခန္ဒေနမေတ္တာဒီဟုသောမင်းစုသကနပံဤယနဖြင့်ဝါသေတထုံအမွန်အကုံသောပဇာလူယောနပတတဝါတို့သည်သဗ္ဗရာနိနိညညခသိန်သောကာလတိုင်းမှာဒုက္ခန္တုကိုယ်စိတ်နှဖျားလုံးအိမ်စာဖြင့်ဤကကျွယ်ဝချမ်းသာတော်မူကြပါစေကုန်သတည်း